ကျောက်ဆိုးသူငိုပွဲဆိုတဲ့တချင်လေးဖြော်ပြတင်ဆက်ပေးပါမယ်ပါတယ်ဘာလို့လဲဆိုတော့ကျွန်တော်ဟာအထီးကျန်ရုပ်ဆိုးကြီးတယောက်ဖြစ်နေပြီလားလို့ကိုယ့်ရဲ့ခံစားချက်ကလေးနဲ့ပြောပြတင်ဆက်ပေးတာဖြစ်ပါတယ်ကိုနေဝီရောက်ခဲ့သူရဲ့ခုများတို့ဖြစ်ကြသလိုပေါင်းလေးလေးဖြစ်ကြရင်းမဲ့ချစ်ဝါကနေရမီမောင်တေကရုပ်ဆိုးလို့လာလေဘာဝရီနေကုသမင်းနာလေးလို့သသိန်းကရောက်မှပေါင်းရမယ်မောင်လေးလေးဒါလေးကတော့မိုင်းလေခုနပါလို့နော်ခါမှမဆိုဘူးပါဘူး